အနောမဓာတိမြတ်စွာဘုရားပွင့်တော်မူစဉ်ကာလအရှင်ဘာကုလမျိုးကောင်းသားသည်တဲ့ပုံနာမျိုးမှာဖြစ်တဲ့ဘယ်မျိုးမှာဖြစ်လဲပုံနာမျိုးမှာဖြစ်ပြီးတော့အနောမဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ပုံနာမျိုးမှာဖြစ်ပြီးတော့တောထွက်သွားပြီးတော့တောထဲမှာပြည့်တဲ့ရသိသွားဝတ်နေတာမလုပ်နေတာလဲရသိသွားဝတ်ပြီးတော့သမထတရားတွေကြိုးစားပွားများအားထုတ်လိုက်တာဇန်သမဘတ်တွေရတယ်တဲ့ဘာရတယ်ဇန်သမဘတ်တွေရတယ်ဆိုတာကောင်းငင်ပြန်နိုင်တယ်မြေရှိုးနိုင်တယ်ဇန်ရတဲ့ယသိတာမန်ယသိမဟုတ်ဘူးတဲ့အဲ့ဒီမှာအနောမဓာတိမြတ်စွာဘုရားရှင်ကိုယ်တော်များလက်ထက်တော်မှာဇန်သမဘတ်ရတဲ့ယသိတူဖြစ်ဘူးတဲ့တနေ့တော့အနောမဓာတိမြတ်စွာဘုရားလေနာယောဂဖြစ်တယ်ဘာယောဂဖြစ်လဲလေနာယောဂဖြစ်တဲ့အခါအဲ့ဒီချင်းပါကူလာအလောင်းရသေးကတည်သွားတဲ့အခါကျတော့မှတောတဲ့တောင်ထဲမှာဝေဒတရေလေနာပြောင်းဆေးဗာဆေးတယ်လေတောထဲမှာရှိနေတဲ့သေဟုသေဖို့တွေကိုထုကြိတ်ထောင်းပြီးတော့အနောမဓာတိမြတ်စွာဘုရားကိုသွားပြီးတော့လေနာပြောင်းဆေးဆက်ကလူရန်မှုတယ်တဲ့အဲ့ဒီလေနာပြောင်းဆေးတိုက်ကျွေးပြီးတော့ဘုရားနာကမခွာပဲနဲ့လေထိုးနေတဲ့လေအောက်နေတဲ့နောမဓာတိမြတ်စွာဘုရားကိုအရှင်ဘာကုလအလောင်းယသိသူတော်ကောင်းသည်သူနာပြုလုပ်ငန်းကိုလုပ်တယ်ဘာလုပ်ငန်းလဲသူနာပြုလုပ်ငန်းအဲ့ဒီမြတ်စွာဘုရားကျင့်ကြီးကျင့်ငယ်ဆွမ်းနာသွန်ပေးတယ်ထူမယ်ဆိုရင်ထူပေးတယ်အိမ်မယ်ဆိုရင်လှဲပေးတယ်ဝေယဝစ္စအနောမဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုပြုစုဆောင်ရှောက်တယ်အဲ့ဒီအနောမဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်ယောဂဝေဒနာပျောက်သွားတဲ့အခါကျတော့မှရှင်ဘာကုလအလောင်းသူတော်ကောင်းယသိလေးကဘိယသတိဆုတောင်းတယ်တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်သည်ရှင်ဘုရားကိုလေနာပြောင်းစေလူတန်းပေးရတဲ့ကုသိုလ်ကံရှင်ဘုရားကျမ်းမာရေးမကောင်းဖြစ်နေတဲ့အချိန်မှာဝေယဝစ္စတွေကိုဆောင်ရွက်ပေးတဲ့ကုသိုလ်ကံတွေကြောင့်ဣမိနာပုံညကံမေနာဆေလူတဲ့ကုသိုလ်ကံသူနာပြုလုပ်ငန်းလုပ်ရတဲ့အဲ့ဒီကုသိုလ်ကံတွေကြောင့်နို့တညစ္စာကာလလေးလောက်မြတပည့်တော်သည်ဖြစ်လျာဘဝတိုင်းမှာအနာယောဂမရှိဘဲနဲ့အာရောကြအနာကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရပါစေသာမြတ်စွာဘုရားလောဣမံပဋ္ဌနာယေရှုကိုအဒါတိကောင်းစွာမသွေတောင်းယူတော်မူလိုက်ပါပေသတည်းအဲ့ဒီအနောမဓာတိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကမနေလို့သေးတဲ့ဘိသိက်ဗြဟ္မပြည်ကိုတက်သွားတယ်ဘယ်ပြည်တက်သွားလဲအဲ့ဒါဗြဟ္မပြည်နတ်ပြည်လူပြည်စုံစံသွားလာရင်းနဲ့လောကသုံးပါးမှာနောက်ထပ်ဘုရားတဆူပွင့်များနဲ့ဗဒုမုတ္တရမြတ်စွာဘုရားတဲ့ဗာဘုရားတဲ့လေဗဒုမုတ္တရမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်တဲ့အဲ့ဒီဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာတထေသလာဖြစ်တယ်တဲ့ဘာလာဖြစ်တယ်တဲ့လေတထေသလာဖြစ်တဲ့အဲ့ဒီဘုရားရှင်ကိုရောမြတ်လက်ထက်တော်တထေသဖြစ်စဉ်ကာလအခုလိုညဓမ္မသဘင်တရားဝဲကြီးမှာဘာကုလအလောင်းမျိုးကောင်းသားဒီတရားနာသွားပါတယ်အဲ့ဒီတရားနာတဲ့ဓမ္မသဘင်ပွဲမှာဗဒုမုတ္တရာဘုရားရှင်ကိုရောမြတ်ကအနာယောဂကင်းတဲ့ယဟန်တစ်ပါးကိုဧရတကံဘိက္ခွေမမသာဝကနာဘိက္ခုနာအဘဘာရဏံအဘဘာရအနာကင်းတဲ့ဧရတဲ့စုပေးတာသဘောကျပြီးတော့အဲ့ဒီမှာတခါဘုရားမှုရှိတဲ့သံဃာတွေကိုဘိသရဲ့အိမ်ပင့်လို့အိမ်မှာမန္တကြီးထိုးလို့9ရက်တိုင်နဲ့တန်ခဆွန့်ကျွေးပွဲကြီးတဲ့ဘယ်နှရက်လဲ9ရက်တိုင်တန်ခဆွန့်ကျွေးပွဲကြီးပြုလို့ပြီးတော့အထပရိခါရေပရိခယာ10ပါးတဲ့ပရိခယာဘယ်နှပါလဲပရိခယာ10ပါးအစုံဘုရားမှုရှိတဲ့တန်ခတော့တသိန်းကိုအိမ်မှာပင်ပြီးတော့ဘိသရဲ့လှူပြန်တယ်လူလို့ပြီးတဲ့အခါကျတော့မှနောက်ဆုံး9ရက်မြောက်တဲ့နေ့မှာဗဒုမုတ္တရဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဧတရစုကိုတောင်းတယ်တဲ့ဘာစုတောင်းလဲဧမိနာပုံညကံမေနာဤကဲ့သို့9ရက်တိုင်ဗဒုမုတ္တရဘုရားမှုရှိတဲ့သံဃာတော်တသိန်းကိုဆွမ်း7ပါးပရိခယာစုံလင်သွားဖြင့်လူတန်းရတဲ့ဧကုသိုလ်ကံအစွမ်းဘကကြောင့်ဧကတဗုဒ္ဓသာသနေတဆူသောဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာအဘဘာရဏအနာယောဂကင်းကုန်သောဘိက္ခုနာယဟန်တွေထဲမှာဧကံဧကောအမြတ်ဆုံးအသာဆုံးဆိုတဲ့ပုဂ္ဂိုလ်သည်ဘဝေယံဖြစ်ရပါစေသာမြတ်စွာဘုရားရဲ့လို့
ဣမံပဋ္ဌနံဤစုကိုအရာတိကောင်းစွာမသွေတောင်းယူတော်မူလိုက်ပါပေသတည်းထီထိုးလာတာပရိသတ်ထီဆိုင်ကြီးနှစ်ဆိုင်နဲ့တိုးတယ်အနောမတတိဖယားသာသနာထီဆိုင်တိုးတယ်အခုဘုရုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရောမြတ်သာသနာထီဆိုင်ကြီးနဲ့တခါတိုးပြန်တယ်သို့တော့အောင်ပါလေမပေါက်သေးဘူးပေါက်ပြီလားပရမစုမရသေးဘူးတဲ့နောက်တကဘုန်းကြီးတို့ပရိသတ်နောက်ဖယားတဆူထပ်တွေ့ပြန်တယ်ဝိပတ္တိမြတ်စွာဘုရားတဲ့ဗာဘုရားတဲ့လေဝိပတ္တိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာတဲ့ဒီလိုပဲတောရဆောက်တည်ပြီးတော့ယသိဝတ်သွားတယ်ပုံနာမျိုးမှာဖြစ်တယ်ယသိဝတ်သွားပြီးတော့ပရိသတ်တွေအဲ့ဒီမှာယဟန်တော်ဘလောက်တုံးဆိုရင်6 သန်းနဲ့8 သိန်းနဲ့ဘလောက်တဲ့လဲ6 သန်းနဲ့8 သိန်းတော့သံဃာတော်တွေဟိမဝန္တာတဲ့မတော်တယ်လေဟိမဝန္တာတော်တယ်မှာအဲ့ဒီဝိပတ္တိမြတ်စွာဘုရားနဲ့သံဃာတော်အပ6 သန်းနဲ့8 သိန်းတော့သံဃာတော်တွေဟိမဝန္တာတော်တယ်မှာလာပြီးတော့တရင်သုံးနေတဲ့အချိန်နဲ့တပေါင်းလဘာလာလဲဘေးသားရင်တပေါင်းလေယူဆိုတဲ့တိုင်ဘေးသားတပေါင်းလလေးဟိုကတိုက်ဒီကတိုက်နဲ့အဲ့ဒါလေယူတိုက်တဲ့တပေါင်းလရာသီမှာတန်ဃာတော်တွေသစ်ပင်အောင်ထိုင်ပြီးတော့ဘုရုဝိပဿနာဘုရားနဲ့တန်ဃာတော်တွေထိုင်ပြီးသတင်းသုံးနေတဲ့အချိန်မှာအစိတ်တွေလေနဲ့ပါလာတာတဲ့အစိတ်ဘာနဲ့ပါလာဒီနေ့ခေတ်ဘုန်းကြီးတို့ပြည်သားနားလည်အောင်ပြောတော့ဗရိုင်းပွင့်တဲ့ကဗရိုင်းဝစ်ဆန်နေပေါ့အဲ့လိုအစိတ်ဖြစ်စေတတ်တဲ့ဝစ်ဆန်နေအစိတ်ပန်းနေအဲ့ဒီကနေပြီးတော့လေနဲ့တိုက်ပြီးတော့အစိတ်တွေပါလာတဲ့အခါကျတော့အဲ့ဒီဝိပဿနာမြတ်စွာဘုရားနဲ့သင်္ဃာတော်6 သန်းနဲ့8 သိန်းတို့ဟာဘုရားသားကြီးအဲ့ဒီအစိတ်ငွေတွေအစိတ်တွေရှူရှိုက်ပြီးတော့ခေါင်းကိုက်ယောဂခံစားရတယ်တဲ့ဘာယောဂလဲအဲ့ဒီခေါင်းကိုက်ယောဂခံစားရတာကိုအရှင်ဘာကုလအလောင်းမျိုးကောင်းသားယသိလေးသည်တော်တဲ့သွားရင်နဲ့တွေ့ပြန်တယ်သင်္ဃာတော်တွေခေါင်းတွေကိုက်ခေါင်းလေးတွေနှိမ့်တွေ့ဒီသံဃာတော်တွေစိတ်ဝိနေရှုံမြင်ပြီးတော့ခေါင်းကိုက်ယောဂခံစားနေရတာပါလားဆိုပြီးတော့ဒီလောက်များတဲ့သံဃာတော်တွေဆေးဖော်တော်ပြည့်တဲ့ရိုးရိုးဖော်လို့မရဘူးတကိုးသုံးရတယ်ဇံအပင်ရှင်တကိုးကိုသုံးပြီးတော့အဲ့ဒီယသိလေးဟာပြည့်တဲ့တောထဲမှာဆေးတွေကိုမမောတန်းလိုက်ရှာပြီးတော့ဝိပဿနာမြတ်စွာဘုရားနဲ့တကွာသံဃာတော်တွေကိုဆေးဒါနဆေးအလူတဲ့ဆေးအလူပေးပြီးတော့အဲ့ဒီမှာကိုယ်တိုင်ပြုစုပြန်တယ်ဖယားဘယ်နှစုရှိသွားပြီ3 စုဘယ်နှစုတဲ့အဲ့ဒီကမနေလို့သေးမြမပြည်လူပြည်နတ်ပြည်စုံစမ်းသွားလာရင်းနဲ့နောက်ဖယားတစုတွေ့ပြန်တယ်ပိဋကတ်ကတ္တဗဖယားတဲ့ဗာဖယားတဲ့လေအဲ့ဒီကတ္တဗမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်တဲ့အမျိုးကောင်းသားလေးတယောက်လားဖြစ်အိမ်အောင်ကြဇနီးမယားသမိသားနဲ့ဇီဝဥစ္စာရှာဖွေနေပြီးတဲ့အခါကျတော့မိုးဥကြတော့ဘုန်းကြီးတို့ဒီအရာဒေသမှာတကြံပြီးလို့ရှိရင်အိမ်ခေါင်မိုးတွေဘာတွေမမိုးကြဘူးလားဘာလို့မိုးကြလာတော့မိုးလို့မကောင်းလို့အဲ့တော့မိုးမကြခင်ကြိုတင်ပြီးတော့တောင်ထန်းလေးဝါလေးဝဲပြီးတော့အိမ်ခေါင်မိုးမမိုးရဘူးလားအဲ့ဒီလိုပါဘုရားတိုင်မိုးဥကြလေးဥကြအိမ်နောက်ဖေးရေကပြင်းလေးတွေလည်းပြက်နေတယ်ဒီဘကုလအလောင်မျိုးကောင်းသားအိမ်ကခြေအတက်ရှင်းလေးကလည်းတိတ်မခိုင်တော့ဘူးအဲ့ဒါနဲ့ဇနီးတဲ့ပုဂ္ဂိုလ်ကပြောတယ်သွားမိုးမကြခင်တော်တယ်သွားပြီးတော့တစ်လေးဝါလေးသွားဓာတ်လက်နဲ့နွားနဲ့သွားလူတွေခေါ်သွားကျုပ်တို့မိုးမကြခင်အိမ်လေးပြင်ရအောင်နောက်ဖေးရေကပြင်းလည်းပြက်နေပြီလေကတက်စင်းလည်းမကောင်းတော့ဘူးကျန်းတွေကလည်းခုနဆွေဒီနာဆွေနဲ့တိတ်ရိုင်းနေထဲထားတာအဲ့တော့တော်တယ်သွားနဲ့ဇနီးတွေကတော်တယ်လွတ်တော့အဲ့ဒါလူလေး5 6နဲ့ပြေးသားရေလက်တွေနွားတွေပြင်းပြီးတော့တော်တဲ့တစ်သွားရှာတာတော်တဲ့ဘာသွားလောက်တာဘာကူလာလောင်မျိုးကောင်းသားတော်တဲ့တစ်သွားရှာတာကပြေးသားရေအိမ်ပြင်မလို့ဘာလို့ရှာတာလဲအိမ်ပြင်ဖို့ရှာအဲ့ဒါတခါတည်းတပတ်10လောက်ကြာမယ်ထင်ပါတယ်သူလိုတဲ့တစ်တွေအဲ့ဒါခွဲချမ်းစိတ်ဖြာပြီးတော့အကုန်လုံးလှဲတွေနဲ့တင်းပြီးတော့မောင်းလာတော့ရှေနာဘုန်းကြီးကြောင်းတွေ့တော့ဟေးလက်ခဏရကြနွားတွေလည်းနာနွားတွေလည်းရေတိုက်တို့လည်းရေတောက်ရင်းနဲ့ကဲကြောင်းတဲ့ခဏဝင်ကြသို့ဆိုပြီးတော့အဲ့ဒါကြောင်းတဲ့ဝင်သွားပြီးတော့ဖုံဖေရတပည့်တော်တို့တော်တဲ့ကနေပြန်လာတာပါဖေရရေလေးတောက်ချင်လို့ဩတခါကြီးဘုန်းကြီးကကြောင်းအောင်ပါဘုန်းကြီးကဗမာသတင်းသုံးတယ်ကြောင်းမှာသတင်းသုံးတခါကြီးကြောင်းပေါ်မှာရေဦးစင်ရှိတယ်တက်သွားတောက်ကြောင်းပေါ်တက်သွားတော့ပြည့်တယ်လေကားကကျွတ်ဩလေကားတွေလည်းပြက်နေတယ်ဒါနဲ့
သူရေသွားတော့တဲ့နာရေဦးစင်ကလည်းပြုတ်ကြခံနေပြီကြံတွေကလည်းဆွေးတယ်ကြံတွေကဆွေးကြောင်းကြီးကြည့်လိုက်တော့ကြောင်းကြီးကကြောင်းအိုကြီးတဲ့ကြောင်းကြီးကပါတယ်လေကြောင်းအိုကြီးတန်ဃာတွေလည်းအများကြီးတွေ့တယ်ကြောင်းကကြည့်တော့ဟိုကြောင်းကြီးလည်းဆွေးမြေအိုဒီကြောင်းတွေလည်းဆွေးမြေအိုဟောင်းနှွမ်းနေတော့ဘာကူလာအလောင်းမျိုးကောင်းသားကရေတော့ပြီးဆင်းရက်ပြီးတော့စဉ်းစားတယ်အိုးအိမ်ပြင်နာဟာတဘဝစားတယ်အိမ်ပြင်နာဟာပါတယ်လေတဘဝပဲအိမ်ပြင်နာကဒီအကြီးငါသိထားခဲ့ပြခဲ့ရမှာအိမ်ပြင်နာကတဘဝစားပဲကျောင်းပြင်နာကတန်တရာနိဗ္ဗာန်ထိအောင်ကြိုးပေးပါပဲအဲ့တော့ငါမှလည်းပါလာသားပဲဒီတက်တွေဝါးတွေကတောထဲကနေအလကားရလာတာတောထဲသွားပြီးတော့ခုတ်လာတာအဲ့တော့ဒီမှာတန်ဃာတွေတရင်သုံးနေတဲ့ကျောင်းဟာပြိုကျပျက်စီးနေတယ်အဲ့တော့ငါတက်တွေဝါးတွေအစင်းနဲ့ပါလာသားပဲကဲမထူးအိမ်နောက်မှပြင်မယ်ကျောင်းအရင်ပြင်မယ်တဲ့ကျောင်းကိုအရင်ပြင်မယ်ဆိုပြီးတော့ဘုရားသားရဲ့ပါလာတဲ့တစ်တွေဝါးတွေနဲ့အဲ့ဒီမှာကျောင်းအိုကြီးတွေကိုဖျက်တယ်ပါလာတဲ့တစ်တွေဝါးတွေနဲ့ကျောင်းအိုတွေဖျက်ပြီးတော့ကျောင်းတွေဆောက်တယ်တဲ့ဒါကျောင်းနဲ့မဟုတ်ဘူးဘုရားသားတွေရှင်ဘာကုလအလောင်းမျိုးကောင်းသားဆောက်သွားတာနံပါတ်1ဥပုပ်သိမ်ဥပုပ်ပြုတ်တဲ့အိမ်နဲ့ဆိုတော့ဒီမှာလာပြေလာကိုဥပုပ်ပြုတ်တာသိမ်မှာပြုတ်ရတယ်လာပြေလာကိုဥပုပ်ပြုတ်တာမှာပြုတ်ရတယ်ဒါကြောင့်ဥပုပ်အိမ်လို့ခေါ်တဲ့သိမ်ညောင်းကိုလည်းပဲဆောက်လို့လူတန်းတယ်နောက်တစ်ခုဆွမ်းစားကြောင်းနဲ့ဆွမ်းစားကြောင်းနဲ့ဘာကြောင်းနဲ့လဲအဲ့ဒီဆွမ်းစားကြောင်းနဲ့တွဲရဲ့ပိတတ်တွေမီးဖို့ဆောင်ကိုလည်းဆောက်လို့လူတန်းတယ်အဲ့ဒါနဲ့တွဲရဲ့ဇင်းညံလန်းကိုလည်းဆောက်လို့လူတန်းတယ်အဲ့ဒါနဲ့တွဲရဲ့ဂိလာနာသားလာလို့ခေါ်တဲ့ဂိလာနာသံဃာတော်တွေနေဖို့လို့ဂိလာနာဆောင်